ကျမကိုအရေးပေါ်ဘိုက်ခွဲမွေးဖွားခန်းထဲကနေလူနာခန်းထဲပြန်တွန်းထုတ်လာတဲ့အချိန်မှာပဲကျမယောက်ျားကရှောက်လာပြီးကျမရင်ခွင်ထဲကသမီးလေးကို3စက္ကန့်လောက်လမ်းကြည့်တယ်ပြီးတာနဲ့သူ့ခုံသူပြန်ထိုင်ပြီးဖုန်းထဲကဂိမ်းကိုပဲဖွင့်လိုက်တော့တာပဲလွန်ခဲ့တဲ့2 နာရီလောက်ကတင်ကျမအသက်အန္တရာယ်နဲ့တေးလူမျိုးပါဖြစ်ခဲ့ရတာပါဘိုက်ပေါ်ကလက်လက်ဆက်ဆက်ခွဲချောင်းကြီးနဲ့သမီးလေးကိုအနိုင်ပွေ့ချီထားရတဲ့အချိန်သူကတော့အခန်းတစ်ဖက်မှာထိုင်ပြီးသူ့ဖုန်းစကရင်ကိုကြည့်ကဆဲဆိုချိန်ဆဲနေခဲ့တယ်အဲ့ဒီအချိန်မှာပဲသူနာပြုလေးအော်စတင်ကရေခဲတုံးလေးတွေယူပြီးအခန်းထဲဝင်လာတယ်ကျမကကလေးကိုရင်ခွင်ထဲပွေ့ထားရင်းကရင်ဘေးပေါင်ကိုကြော်ပြီးစပွဲခုံပေါ်ကဘန်းကိုအတင်းလန်းယူနေတာကိုမြင်တော့သူချက်ချင်းရက်သွားတယ်သူကရေခဲတုံးတွေကိုချလိုက်ပြီးလက်နှစ်ဖက်ကိုဆန်တန်းပေးရင်းလာကျမကိုပေးပါအမအေးဆေးဆေးစားရအောင်လို့ပြောရှာတယ်ကျမလည်းသမီးလေးကိုသူ့လက်ထဲအတင်းထည့်ပေးလိုက်မိတယ်ဘာလို့လဲဆိုတော့လေတစ်ချက်ရှူလိုက်တိုင်းခွဲချောင်းကြီးပြည့်ထွက်သွားမတန်နာချင်းနေပြီးဘိုက်ကလည်းအယမ်းစာနေလို့ပါအော်စတင်ကသမီးလေးကိုချော့မြူရင်းတိုးတိုးလေးတစ်ချင်းကြီးပေးနေတယ်ကျမသူ့ကိုငေးကြည့်နေမိမှန်းကိုသတိထားမိသွားတယ်ဘာလို့လဲဆိုတော့ကျမယောက်ျားကအခုထိသမီးလေးကိုတစ်ခါမှတော့မချီရသေးလို့ပဲမရည်ရွယ်ပဲနဲ့ကျမမျက်ရည်တွေစီးကျလာမိတော့ကျမလက်တွေမအားတာကိုမြင်တဲ့အော်စတင်ကတစ်ရှူလန်းယူပြီးကျမမျက်ရည်တွေကိုတုပ်ပေးရှာတယ်ပြီးတော့တိုးတိုးလေးပြောတယ်အမအသက်အန္တရာယ်ဖြစ်ခဲ့တာတော့သူကတော့ဒီလိုအတိတ်ပဲမရှိတဲ့ဂိမ်းကိုစော့နေနိုင်တယ်နော်ကျွန်တော်တကယ်မယုံနိုင်ဘူးတဲ့